Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော်ဒီ ChatGPT အပါဝင်ပေါ့နော်ကျွန်တော် AI တော်တော်များများကိုကျွန်တော် EDU မေးနဲ့ကျွန်တော် free ယူပြပါမယ်အရင်ဆုံးကျွန်တော် browser တစ်ခုမှာကျွန်တော် AI DOC MAKER လို့ရိုက်ထည့်လိုက်ပါโอเคဒီမှာအပေါ်ဆုံးတွေ့တဲ့ဒီ website တွေဝင်လိုက်ပါမယ်ကျွန်တော်ကတော့ဟို US VPN ထားရပါတယ်ကျွန်တော် United States ပေါ့နော် Okay ဒီလိုရပြီဆိုရင်ကျွန်တော်တို့ဒီ Get Step ကိုနှိပ်ပါမယ် Okay ပါကျွန်တော်ဒီမှာနည်းနည်းလေးဆွဲတင်လိုက်မယ်ဆိုရင်နားမှာ education နဲ့ education promotion ဆိုတာရှိပါတယ်ကျွန်တော်ဒီမှာ activate နှိပ်လိုက်ပါဟုတ်ပြီကျွန်တော် activate နှိပ်ပြီးကျွန်တော်ဒီမှာ email နဲ့ password ကျွန်တော် EDU မေးရပါကိုယ်မှမူရင်းမေးရှိစရာမလိုကျွန်တော်ရမ်းထည့်လို့ရတယ်ဟုတ်ဗျာ TCH sorry cat 000ပေါ့နော်ပြီးကျွန်တော်ဒီမှာ EDU မေးအများကြီးရှိတယ်ဗျာကျွန်တော်ဘယ်ကျောင်းကမေးဖြစ်ပေါ့နော်အခုကျွန်တော် Harvard ပြရတယ်မှာ HAR harvard.edu လို့ထားမယ် password အစီအစဉ်ထည့်လိုက်ရပါတယ်ဒီနေ့Okay ပြီးကျွန်တော်ဒီမှာcreate account နှိပ်လိုက်ပါOkay ဒါဆိုရပါပြီ Okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပြရမယ်ဒီမှာကျွန်တော်တို့ AI ကိုကျွန်တော်ဘယ်လိုခိုင်းလို့ရလဲဆိုရင်ဒီစာရေးတာတို့မစာတို့ image တို့ vibe တို့အကုန်သုံးလို့ရပါတယ်ဒီမှာ chat ဆိုတော့စာရေးပြမယ် chat ဒီ auto mode နေရာမှာကြည့်လိုက်ပါဒီမှာ Genius mode မှာ ChatGPT 4 ChatGPT 4 Pro ChatGPT 4 mini 4.1 မှာ Gemini 2.0 2.5 မှာ DeepSeek အကောင်လုံးရှိပါတယ်ကျွန်တော်အစီအစဉ်သုံးလို့ရပါတယ်နောက်ကျွန်တော်တို့ဒီ image မှာလည်းတခြားဟာတွေရှိပါတယ်ဒီမှာကျွန်တော် image မှာလည်းကျွန်တော် generate ခြင်းနဲ့ဒါကိုကျွန်တော် promote ရေးထည့်လိုက်မယ်ပြီးရင်ကျွန်တော် generate လုပ်မယ်အများကြီးသုံးလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေ